โอเคအားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်ဒီတကဒီဗီဒီယိုလေးမှာကျွန်တော်ဗာကြောင်းလေးပြသွားမယ်လဲဆိုရင်တော့ကျွန်တော်ရှိမှာဒါမျိုးဒီလစ်သီယမ်တခဲတွေရောက်ထားတယ်ဒီလစ်သီယမ်တခဲတွေကဒါလစ်သီယမ်ဒါ4.2ဖို့တခဲတွေပေါ့နော်ဒီလစ်သီယမ်တခဲတွေကကျွန်တော်တို့ဒီဘာတွေအဖြစ်များဆုံးလဲဆိုတော့ဒါဒီတခဲတွေအများသောအားဖြင့်ဒါမီဒီတွေမှာလည်းပါတယ်ပေါ့နော်အာသွင်းမီဒီတွေမှာလည်းပါတယ်အာသွင်းမီဒီတွေကိုအောက်လွတ်ကြတဲ့အခါမှာဒါမျိုးတခဲတွေအောက်လွတ်ကြတယ်တူပဲပေါ့နော်ဒီတခဲအောက်လွတ်ကြတဲ့အခါမှာကျွန်တော်တို့တွင်းနေရနေတော့သူကကာဗွန်ချောင်းလေးတွေကျိုးတယ်သူရဲ့ဒီပြစ်ချက်ပထမချက်ကတော့ကာဗွန်ချောင်းကျိုးတယ်ဒီပြစ်ချက်ဒုတိယချက်ကတော့ကျွန်တော်တို့ဒီကောင်းတဲ့ဒါကြာရင်အထွက်ဖို့တော့လှုပ်တယ်ဒါပေမဲ့အားကိုထုတ်ဖို့တော့အားကိုထုတ်သုံးဖို့တော့လှုပ်တယ်အားကိုဒီထဲကိုပြန်ထည့်ဖို့ကအလုံးမလုပ်တော့ဘူးအဲ့လိုတွေဖြစ်သွားရပါတယ်ဒါများသောအားဖြင့်ဒါအဲ့လိုမျိုးပြဿနာလေးကျွန်တော်တွေ့နေရလို့ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြည်သူတွေကိုဒါကျွန်တော်ကဒါနည်းနည်းတီဆိုပြီးတော့ဘူးတုဒ္ဒတွေရစီစီချင်းတို့ကျွန်တော်ကဒီဗီဒီယိုလေးလုပ်ပေးလိုက်ကြတာပေါ့နော်โอเคပါဒါဒီတက်ခဲရတာဘာဖြစ်တာလဲဆိုတော့ဒါကျွန်တော်ကာဗွန်ချောင်းကျိုးတဲ့ပြဿနာတော့မဟုတ်ဘူးဒီတက်ခဲရတာကြာလာတော့ကျွန်တော်ဒီအားသွင်းလို့မရတော့ဘူးဒါပေမဲ့ဒီထက်နဲ့အားပြန်ထုတ်လို့ရရရဲ့ပေါ့နော်ကျွန်တော်ဒီ charging မရတော့ဘူးဒါပေမဲ့ disk charging တော့ရတယ် disk charging ဆိုတော့ဒါကျွန်တော်ဒီထက်ကနေပဲကျွန်တော်အားပြန်ထုတ်တာကိုဆိုလိုတာပေါ့နော် charging ဆိုတော့ဒီထက်ကိုအားသွင်းအောင်ဆိုလိုတာပါโอเคပါအဲ့ဒါကြောင့်မလို့ကျွန်တော်အဲ့ဒါမျိုးဖြစ်လာတဲ့တက်ခဲတွေကိုကျွန်တော်ဒီဘလို့ပြန်ပြီးပြုပြင်ရမလဲဆိုတော့ကျွန်တော်နီးလန်းလေးကိုပြပြပေးမယ်ပေါ့နော်ဒီနီးလန်းလေးကဒါပြုပြင်လို့တော့ရတယ်ဒါပေမဲ့ဒီနည်းနဲ့ပြုပြင်မယ်ဆိုရင်ဒါအရေးပေါ်အခါမျိုးပါပဲဒါပြုပြင်လို့ကောင်းတာပေါ့နော်ဒီအရေးပေါ်အခါမျိုးပဲပြုပြင်လို့ကောင်းတယ်ဒီနည်းနဲ့ဒါကြာရှည်တော့မခိုင်ဘူးပြန်လိုက်ဒီတခဲပြန်တော့ပြတ်တယ်ပေါ့နော်ဒါပေမဲ့ကြာရှည်တော့မခိုင်ဘူးဒီတပွဲတို့ပုံစံမျိုးကတော့ခိုင်နေပေါ့နော်တပွဲတို့ပုံစံမျိုးတော့အာမခံပါတယ်ဒီကြာရှည်ကတော့ကျွန်တော်တို့အာမမခံဘူးပေါ့နော်အခုကျွန်တော်လောက်ပြပြီးမယ်နီလန်လေးနဲ့ဒါကျွန်တော်တို့ဒီအရေးပေါ်အချိန်ခါမျိုးမှာဆိုရင်ကျွန်တော်တို့ထုတ်ပြီးသုံးလို့ရတယ်ပေါ့နော်ဟုတ်ပါများသောအားဖြင့်ဒီတခဲတဲ့ဒါမီဒီရဲ့တခဲပေါ့နော်ကျွန်တော်လည်းဒါမီဒီရဲ့တခဲကိုကျွန်တော်ဖြုတ်လာတာမြို့တခဲတဲ့ကျွန်တော်အပေါင်းတော့ဘယ်လိုကြည့်ရလဲဆိုရင်ဒီဘက်အပေါင်းဘက်ချမ်းမှာကျွန်တော်အရေးကလေးပါရပေါ့နော်ဒီတခဲတွေကိုကျွန်တော်အစွန်းလေး license ကြည့်လိုက်တဲ့အခါမှာအချို့ဆိုရင်တော့ဒီမဲ့စာရေးထားတယ်ဒီတခဲတွေကိုကျွန်တော်အစွန်းလေး license ကြည့်လိုက်တဲ့အခါမှာဒီအရေးပါတွေဘက်ကအပေါင်းမှာအချို့ဆိုရင်တော့အစာလေးရေးထားပါတယ်ဒီမှာအခုဆိုတော့ဒီမဲ့အပေါင်းဒီမဲ့ note စာလေးရေးထားရပေါ့နော်ခေကျွန်တော်တို့ဒီမီးပြားလေးနဲ့ကျွန်တော်တခြားဆန်းပြပေးမယ်ပေါ့နော်ဒီမီးပြားလေးနဲ့ဆန်းပြပေးမယ်ဒီမဲ့သူအပေါင်းတော့မှလည်းကျွန်တော်လင်းရပေါ့နော်ဒါပေမဲ့ဒီကောင်းလေးကိုကျွန်တော်တို့ဒီအားပြန်သွင်းလို့မရတော့ဘူးအိပ်ပြဿနာဖြစ်နေပါတယ်အခုတလို့လုံးရင်တော့လင်းနေဒီတက်ခဲလေးဆိုတဲ့အတိုင်းပါပဲဒီတက်ခဲလေးဆိုကျွန်တော်တို့ပေါင်းတော့မှောင်တန်းလိုက်မယ်ပေါ့နော်ဒီဘက်ကနှုတ်ဒီဘက်ကအပေါင်းပေါ့နော်ဒီကောင်းလေးဆိုတဲ့အတိုင်းပဲဒီကောင်းလေးဆိုပိုးတော်လင်းနေပေါ့နော်ဒါပေမဲ့ဒီကောင်းလေးကိုကျွန်တော်တို့ဒီအားဘယ်လိုမှပြန်ထည့်လို့မရတော့ပါဘူးအားပြန်ထည့်လို့မရဘဲနဲ့ဒီဒါမျိုးတက်ခဲတာဘာလို့အားမကုန်သွားလဲဆိုတော့သူကဒါကျွန်တော်ဒါမျိုးတက်ခဲ့တာတစ်ပတ်လောက်နေတော့သူအားအောင်ဆိုပြန်တက်လာပြီပေါ့နော်အဲ့လိုမျိုးပြန်တက်လာပါတယ်ဒီကောင်တွေကဒီတက်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီအားမရှိအောင်ကောင်းသွန်းလိုက်တယ်ဒီတစ်ပတ်လောက်နေတော့သူကပြန်တက်လာတယ်ပေါ့နော်အားအဲ့တိုင်းပဲပြန်တက်လာပါတယ်အဲ့ဒါမျိုးဒီကောင်လေးကအခုအားရှိနေသလိုဖြစ်နေရပေါ့နော်ဒီနေ့မှာကျွန်တော်ဒါမျိုးဒီ DC မီတာလေးနဲ့တိုင်းပြပြပါမယ်ဒါမျိုး DC မီတာလေးနဲ့တိုင်းမယ်ဆိုရင်ဒီ DC ဖို့20မှာရင်းလုံးထားပေါ့နော်ဒါမျိုးတက်ခဲလေးတိုင်းမယ်ဆိုရင်20မှာထားမယ်20မှာထားပြီးအပေါင်းတော့မှောင်တိုင်းတိုင်းအပေါင်းတော့မှားလည်းဘာမှဖြစ်ဘူးပေါ့နော်အပေါင်းတော့မှိုင်းဒီမှာ minus နဲ့ပြမယ်အပေါင်းတော့မှိုင်းနဲ့မပြဘူးပေါ့နော်အခုကျွန်တော်အပေါင်းတော့မှောင်တိုင်းလိုက်မယ်အပေါင်းတော့မှောင်တိုင်းလိုက်တော့ဒီမဲ့ 4.04 ဒါဆိုရင်ဒီကောင်လေးတက်တာအားပြင် 4.2 ပို့ရှိရတော့ဒါကျွန်တော်အားပြီးလို့ကျွန်တော်ဆိုလိုလို့ရပြီပေါ့နော်ဒါဆိုရင်80ရာခိုင်နှုန်းရှိပါတယ်โอเคပါဒါဆိုနောက်တဲ့ဒီကောင်ကဒါတက်ခဲ့ရတာနှလုံးလာဖြစ်နေတာဒီကောင်ကဒါ series ဆက်ထားတာမဟုတ် parallel ဆက်ထားတာပေါ့နော် parallel ဆက်ထားရင်သူကဒီတက်ခဲ့နှလုံးပေါင်းလေဆန်းတော့လို့ 4.2 ပဲရှိလိမ့်မယ်သူကဒါ 8.4 ပို့ရှိမလားပေါ့နော် 8.4 ပို့လိုချင်နေဆိုရင်ဒါ series ဆက်မှရမယ်ဒီကောင်အပေါင်းနဲ့အနှုံးနဲ့အဲ့လိုဆက်မှရမယ်ပေါ့နော်အဲ့လို series parallel စနစ်တည်ချင်နေဆိုရင်ဒီ video နောက်ဆုံးမှပြပေးထားမယ်အမှသွားပြီးတော့ဝင်ကြည့်လို့ရပါတယ် okay အပေါင်းတော့မှအောင်ထပ်တန်းလိုက်မယ်ဒီမှာဆိုရတာ3.74ဆိုတော့ဒီမှာပေါ့နော်မြင်တခြားမြင်ရတာတော့မသိဘူးဒါ3.74ဆိုတော့ဒါလည်းသူကအားရှိရပေါ့နော်3.7 ပို့ဆိုတာဒါလည်းဒါ80ရာခိုင်နှုန်းအားကျန်နေတယ်ဒါပေမဲ့ဒီကောင်တွေကိုဘယ်လိုမှပြန်ပြီးတော့လှုပ်လို့မရတော့ဘူးเนาะဒီအားဘယ်လိုမှပြန်သွင်းလို့မရတော့ဘူးဒီကကျွန်တော်ဒီလုံးလေးပါကျွန်တော်ထပ်ဆန်းကြည့်လိုက်မယ်ကဲကျွန်တော်ဒီလုံးလေးကိုကျွန်တော်ဆန်းကြည့်တဲ့အခါမှာဒီလုံးလိုက်တာတခဲတာပြည့်နေပေါ့နော်ဒီကောင်လည်းအားလည်းသွင်းလို့မရတော့ဘူးဒီမဲ့ပိုးလည်းတက်မလောက်ပေါ့နော် 0.1 လို့2လို့နဲ့အဲ့လိုပဲတက်နေတယ်ဒါဆိုရင်ဒါအားမရှိတော့ဒါလေးကအားလည်းသွင်းလို့မရတယ်ဒီလုံးကပြည့်နေတယ်အဲ့လိုပြည့်နေတဲ့လုံးကိုကျွန်တော်ဘယ်လိုပြပြအောင်လဲဆိုရင်ပုံစံမျိုးလေးကျွန်တော်ပြောပြပေးပေါ့နော်ကျွန်တော်ဒီလုံးလေးလည်းကျွန်တော်အိမ်နီးလန်းလေးနဲ့ပြုပြင်ရမှာပါဒါမျိုးကျွန်တော်ဒီ charging မဝင်တော့တဲ့အလုံးလေးလည်းအိမ်နီးလန်းလေးနဲ့ပြုပြင်ရမှာပါခွေပါဒီနေ့နေရတော့ဒါကျွန်တော်ပြည်စီအနေနဲ့ဒါ
မြင်ဘူးချင်းနဲ့မြင်ဘူးလိမ့်မယ်ပေါ့နော်မြင်ဘူးချင်းနဲ့မြင်ဘူးလိမ့်မယ်ကျွန်တော်တန်ချောင်းလေးနဲ့ကျွန်တော်တို့ဒီကောင်းလေးကိုဒါဖောက်ပြီးတော့ထုံမှာပေါ့နော်ဒီတရားကျွန်တော်တို့ပါတဲ့ကမ်းငွေလေးကိုကျွန်တော်တို့ဖောက်ထုံမှာပါတန်ချောင်းလေးနဲ့ဒီပါအိမ်နီလန်းလေးကိုကျွန်တော်ပြည်တယ်ဒီနေ့မှာဒီထိဆက်ကြည့်လာတယ်ကျွန်တော်ပြည်တယ်ဒီနေ့မြင်ဘူးတယ်ကျွန်တော်ကြော်သွားလို့ရပါတယ်ဒါပေမဲ့ဒီမတီးသေးတဲ့သူတွေစင်တော့ဒါဆိုလက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်တယ်ပေါ့နော်တန်ချောင်းတွေဒါမျိုးတန်ချောင်းအသေးလေးလည်းရတယ်ဒီအက်ကလေးဆိုလည်းရတယ်ပေါ့နော်ကျွန်တော်တို့ဒီကုံလေးချိုးတဲ့အက်ဒီဘိုင်ဆိုလည်းရတယ်အဲ့လိုအက်ကလေးနဲ့ကျွန်တော်ဘယ်လိုလဲထည့်ရမလဲဆိုရင်ဟဲ့ကောင်လေးခွာလိုက်မှာပေါ့နော်တေချာလေးမြင်အောင်ခါကျွန်တော်တထောက်ဒီခွာပေးလိုက်မယ်ဘယ်လိုလဲထည့်ရမလဲဒီကျွန်တော်တို့ဒီအပေါင်းဘက်ချံတေချာကြည့်လိုက်ပေါ့နော်ဒီအပေါင်းဘက်ချံတေချာကြည့်လိုက်အပေါင်းဘက်ချံတေချာကြည့်ရင်ဒီထဲမှာအပေါက်ကလေးပါနေလိမ့်မယ်ဒါကင်မရာထဲမှာလို့ဒါကောင်းကောင်းမမြင်ရင်မမြင်ရလိမ့်မယ်ပေါ့နော်ဒါအပြင်မှာကျွန်တော်ဒါရှင်းရှင်းလင်းလင်းကိုမြင်ရတယ်ဒီထဲမှာကျွန်တော်တို့ဒီအပေါင်းဘက်ချံကိုအပေါင်းဘက်ချံမှာဒီဘက်မှာအပေါက်ကလေးပါနေတယ်အပေါက်ကလေးတွေကျွန်တော်အက်ကလေးနဲ့ပဲဖြစ်ဖြစ်ဒါမျိုးတန်ချောင်းလေးနဲ့ဖြစ်ထိုးလိုက်ပေါ့နော်ထိုးလိုက်အဲ့အောက်ကိုတော်တော်လေးကိုထိုးပေးလိုက်ပေါ့နော်ကျွန်တော်တို့ဒီကနေပြီးကျွန်တော်တို့ကံငွေတန်လေးမကြမချင်းကျွန်တော်တို့ထိုးပေးလိုက်ပါဒီပေါ်တော့အခုကျွန်တော်ဒီမဲ့ရှုပ်ဆိုပြီးအဲ့လိုအတန်လေးထွက်သွားပေါ့နော်အဲ့လိုအတန်လေးထွက်တယ်ဆိုရင်ဒါလေးကဒါကျွန်တော်တို့ဒါကံငွေလိုဖောက်ပေးလိုက်တာပါဒါဆိုရင်ရပါပြီဒါမျိုးတစ်ခဲပြပြနေတာအရန်လွယ်ပေါ့နော်အဲ့ဒါမျိုးကျွန်တော်ဒီတန်ချောင်းလေးတစ်ခုပဲလိုပါတယ်ဒါကျွန်တော်ဒီနေရာမှာကျွန်တော်တခါလေးဆန်းတာလို့ကြိုးပေးပြရပါတော့ဒါအရေးပေါ်ပြပြနေလို့ပဲကျွန်တော်ပြောတာပါဒါကြာရှည်ခိုင်နေလို့ကျွန်တော်အာမမခံပါဘူးဒါပေမဲ့အခုလိုလေးဖောက်လိုက်တော့ဒါပိုးပိုင်းလေးပြန်တက်တယ်ပေါ့နော်ကျွန်တော်မီတာနဲ့တိုင်းလိုက်မယ်ခုနကဒီမဲ့4.22 volt ဆိုတာပြန်တက်လာပြီပေါ့နော်4.22 volt ဆိုပြီးဒီမဲ့ပြန်တက်လာတယ်အဆန်းတော့ဒါ 0.00 volt ကနေပြီးတော့ဒါ4.2 volt ထိပြန်တက်လာပြီပေါ့နော်ဒါ4 volt ကျော်ကိုကျွန်တော်အားပြန်ရောက်သွားတယ်โอเคဒါလေးကိုကျွန်တော်တို့မီပြားလေးနဲ့ကျွန်တော်တို့တစ်ချက်တော့စမ်းကြည့်မယ်โอเคပါဒါကတော့မီပြားလေးပေါ့နော်ဒီမီပြားလေးကျွန်တော်တို့တစ်ချက်တော့စမ်းကြည့်မယ်ခေဒီမဲ့မီးပြတဲ့ရန်လင်းလာပြီပေါ့နော်ဒါကျွန်တော်ပြည်သူတွေအခုဒီမဲ့ကျွန်တော်ပြလိုက်တဲ့အတိုင်းပဲပေါ့နော်အခုမဲ့မီးပြရဲ့ရန်လင်းလာပါတယ်ခုပါဒါကျွန်တော်လိန်ထားတာကျွန်တော်တခုမှမပါဘူးပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်ဘာမှလိန်မထားပါဘူးဘာမှလည်းချင်းမထည့်တာပါဘူးဒါအရှိကိုရှိတိုင်းကျွန်တော်ဖော်ပြထားတာပေါ့နော်โอเคပါ channel တက်ခဲရတယ်ကျွန်တော်တို့အဲ့တိုင်းလေးလိုက်လို့ပေးလိုက်ပါအဲ့တိုင်းလိုက်လို့လိုက်ရင်ဒါတက်ခဲရတဲ့ဒါအားသွင်းလို့ပြန်ရတော့မှာလို့ကျွန်တော်အာမခံပါတယ်တခဲပိုင်းလေးအားလုံးပြုံးလို့ပြန်ရပါတယ်โอเคပါကျွန်တော်တခဲရဒါမျိုးလေးလိုက်လို့လည်းပါအခုဆိုရင်ဒီမှာကျွန်တော်ပြည်နေဒီဗီဒီယိုလေးကိုဒါကြည့်လိုက်လို့ဆိုရင်သိတယ်ဒါမျက်မြင်ကိုလေးပဲပေါ့နော်ဒီမှာအစမ်းတော့ဒါ 0.0 ဘိုးကနေပြီးတော့0ဘိုးပေါ့နော်0ဘိုးဆိုတော့လုံးလုံးအားအောင်မရှိတဲ့ဘိုးကနေပြီးတော့အခုဒီမှာဒီတခဲလေးအားပြေးတာဒါ 4.2 ဘိုးဆိုရင်အားပြေးတာပေါ့နော်ဒီ 4.2 ဘိုးလေးတုံလို့ခုန်တက်သွားတာပေါ့နော်ဒါလေးနဲ့ကျွန်တော်တေးချောင်းထပ်ပြီးစမ်းပြပေးမယ်ကျွန်တော်မိတာနဲ့ဒီမဲ့ဒီကြောင်ထပ်ဆန်းပြပေးမယ်အပေါင်းတော့မှောင်တန်းလိုက်မယ်ဒီမဲ့ 4.17 ဆိုတာ 4.2 လို့တော့ပြောလို့ရတယ်ပေါ့နော်ဒီမဲ့ 4.18 တောင်ရောက်တယ်ဆိုတာ 4.2 လို့ပြောလို့ရတယ်အားပြည့်ဆိုမှအားပြည့်ရှိတယ်ပေါ့နော်အဲ့လိုကျွန်တော်တို့စိုးနိုင်ပါတယ်โอเคပါတော့ကျွန်တော်ဒါဒီဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်တော်ပြည်နေနေတာရှင်းသွားလောက်ပြီးတော့ထင်ပါတယ်မရှင်းတာရှိတဲ့ဒီဗီဒီယိုက comment မှာမေးခဲ့ပေါ့နော်ခုကကျွန်တော်ဒီဗီဒီယိုဒီမှာပဲဆုံးသမယ်အားလုံးပဲမင်္ဂလာရှိတော်နေပါစေဒါမျိုးဒီ class နဲ့ပတ်သက်တဲ့ဗီဒီယိုတွေရှိတဲ့ဗီဒီယိုကြီးရင်ကျွန်တော် channel ကို subscribe လုပ်လို့ရပါတယ်ပြီးတော့ဒီဗီဒီယိုကကျွန်တော်ပြည်တွေအသိဉာဏ်ပူဇော်တဲ့ကျွန်တော်တို့ရရင်ဒီဗီဒီယိုမှာ live ဆိုလို့နှိပ်ပေးလို့ရပါတယ်ခုကကျွန်တော်ဒီဗီဒီယိုဒီမှာပဲဆုံးသမယ်အားလုံးပဲ bye bye